ဒီနေ့ I apologize sorry pardon excuse me စတာတွေရဲ့ကွာခြားချက်တွေရဲ့ဘယ်လိုအသုံးပြုရမယ်ဆိုတာတွေကိုလေ့လာကြမယ်ကိုကြောင့်တစ်ခုခုအဆင်မပြေဖြစ်သွားစေတဲ့အခါဒါမှမဟုတ်ကိုကအမှားလုပ်လိုက်တဲ့အခါမှာတောင်းပန်တဲ့အနေနဲ့သုံးတယ်ပြီးတော့တခြားတစ်ယောက်ရဲ့ဆုံးရှုံးမှုအဆင်မပြေမှုတစ်ခုအပေါ်မှာကိုချင်းစာတယ်စာနာထောက်ထားတယ်ဆိုပြီးတော့ပြတဲ့အနေနဲ့လည်းပဲသုံးတယ် I'm sorry I was late I'm sorry for your loss excuse me ကိုကကြတော့လူတွေရဲ့အာရုံစိုက်မှု attention ကိုရအောင်လို့သုံးတယ်ဥပမာလူတွေကကိုသွားမယ်လာမှာပိတ်နေတယ်ကိုကဖြတ်သွားခြင်းနဲ့ဆိုလို့ရှိရင် excuse me may I pass through တလေ small mistake လေးလုပ်မိတဲ့အခါမှာလည်းပဲ sorry လို့ပြောမယ်အစား excuse me လို့ပြောပြီးတော့တောင်းပန်လို့ရတယ်အမတရားရောက်ကိုမမြင်မဲနဲ့ကိုကဝင်တိုက်လိုက်မိတဲ့အခါ excuse me I didn't see you there I apologize က I'm sorry လို့ပြောတာရဲ့ပို့ပြီးတော့ formal ဆန်တယ်ပို့ပြီးတော့လေးနက်တယ်သူ့ကိုကကြတော့ email writing နေ now professional settings တွေမှာသုံးတယ် I apologize for the inconvenience pardon me များသောအားဖြင့်တယောက်ကပြောလိုက်တဲ့စကားကိုကမကြားလိုက်တဲ့အခါမှာပြန်ပြောဖို့ repeat လုပ်ဖို့အတွက်တောင်းဆိုတာမျိုးစောနာကကိုလုပ်လိုက်တဲ့အမှားအသေးလေးအတွက်ကိုတောင်းပန်တဲ့အနေနဲ့ excuse me I didn't see you there ဥပမာဆိုပြီးတော့သုံးလို့ရတယ်လို့ပြောခဲ့တယ်အဲ့ဒီပို့ပြီးတော့ယဉ်ကျေးအောင်လေးစားသမှုရှိအောင်လို့ pardon me ဆိုပြီးတော့သုံးလို့ရတယ်လူကြားထဲမှာနှာချီမိတဲ့အခါချောင်းဆိုးလိုက်မိတဲ့အခါမှာလည်းပဲ pardon me ဆိုပြီးတော့လည်းပြောတတ်တယ်